ကျေးဇူးတော်ချီးမွမ်းချင်ပါတယ်လို့ဘုရားခင်ကျေးဇူးတော်တက်ကြောင်းမလို့ဒါဒီမှာရှိတဲ့မိခင်တွေကိုပေါ့နော်ခုလိုမျိုးခွန်အားနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခွင့်ရတာဖြစ်ပါတယ်လို့ဒါမှမကပဲနဲ့အခွင့်အရေးပေးရပေါ့နော်တာဝန်ရှိတဲ့ဒါပြီးမိခင်များရောက်စတဲ့မှာဘုရားခင်သားလေးကောင်းချီးပေးပါစေအဲ့တော့အခုဒီဘောနော်ဒီမိခင်များနေမှာမိခင်များ sorry မိခင်တွေရှိမှာပေါ့နော်နှုတ်ဘတ်တော့အပြင်ခွန်အားပေးဖို့အတွက်ဖိတ်ကြားခံတဲ့ခါမှာတော့အရင်မွန်တာတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့အနည်းငယ်စိုးရိမ်နေစိတ်တော့ရှိတယ်ဘာဖြစ်လဲဆိုတော့နော်ဒီတိုကျိုမှာနေတဲ့နှစ်လအတော်တွေ့မှာမိခင်တော်များနေလေနော်စကားဝိုင်းမှာတော့ပါမိတယ်အဲ့လိုခါကျတော့မိခင်တွေရဲ့ပြောတဲ့စကားတွေနားထောင်ပြီးတော့နော်ဒီမိခင်တွေကတကယ်ဖျားချစ်တဲ့မိခင်တွေဆိုတဲ့အရာကိုတော့သူတို့ရဲ့ပြောစကားကနေပြီးတော့မှကျမလေ့လာခွင့်ရတယ်ပေါ့နော်အဲ့တော့ဖျားကိုချစ်တဲ့မိခင်တွေပေါ့နော်ဆိုတော့ကျမကဘာပေါ့ခွန်အားပေးကောင်းလဲဆိုပြီးတော့မှအဲ့ဒါကကျမတို့တကယ်အကျိတ်အနေဖြစ်လာပေါ့နော်အကျိတ်အနေတွေးစရာဖြစ်လာတယ်ပေါ့နော်အဲ့ဒါနဲ့ဖျားကြီးဆိုတော့ကြောင့်ပဲကျမ Sunday School တင်ခွင့်ရပြန်အောင်ဆိုတော့မိခင်တွေမကဘူးမိခင်တွေရဲ့ကလေးတွေကပြန်ပြီးမှကျမရင်းနှီးခွင့်ရလာတယ်ဆိုတော့သူတို့ကကျမတိလာရတယ်တိလာတော့မိခင်နဲ့တာသမီတွေပေါ့နော် relationship ပေါ့နော်အဲ့ဟာကိုကျမခြုံပြီးမှ okay ဒီဟာတော့ဖျားခင်ကငါ့ကိုမိခင်တွေပေါ့နော်ခွန်အားပေးစီခြင်းနဲ့တူတယ်ဆိုပြီးမှကျမတကယ်ယုံကြည်တယ်နှုတ်ဘတ်တော်ကနေဖတ်ရှုခြင်းအားဖြင့်ပေါ့နော်ကျမဖျားတဲ့တုတ်ထီခြင်းကိုခံစားရပြီးမှဒီနေ့ကျပိုက်အနေငယ်ပေါ့နော်ပြင်ဆင်ထားတာဖြစ်ပါတယ်ပေါ့နော်ရှေးဥစွာဆူတောင်းကြရအောင်ကောင်းကင်ဘုံ၌ရှိတော်မူ၏ဒါမျိုးအရောက်စီတောင်းချတော်မူသောကောင်းအဖဖျားခင်ကိုရိုနာမတော်ဒီပါဆက်ဘုံထင်ရှားရှိပါစေကိုရိုဂျေဆုတော်တန်ကြောင့်လို့ဒါဖဖျားခင်ရဲ့မျက်မှောက်တော်ကိုရိုရှိပြီးတော့တုံးရင်ချင်းခဲ့ရအောင်မကပဲနဲ့ကိုရိုဖျားခင်ကိုချစ်တဲ့ကိုရိုဖဖျားခင်ကချစ်တဲ့မိခင်များနဲ့အတူတူပါတဖက်ပြန်လဲပြီးတော့မှအစီဝေးဥပ္ပပွေးချင်းအစီအစဉ်ကိုဆက်လက်ပြီးတော့မှလောက်ဆောင်ရတဲ့ခွင့်ပေးတော့ဂျေဆုတော်ချီးမွမ်းပါရဲ့ဖာဒါမျိုးတို့ဥပ္ပပွေးချင်းအစီအစဉ်ဆက်လက်ဆုံးမှာကိုရိုဖဖျားတူပါရှိပေးနာတော်မူပါအထူးဖြင့်ဖျားခင်နှုတ်ဘတ်တော်မြတ်ကိုပြောကြမယ်သမီးရဲ့အသက်တာဖဖျားကောင်းချီးပေးနာတော်မူပါဖျားခင်သမီးရဲ့အလိုတော်သမီးရဲ့ဒီဇာတိအတိုင်းပြောတာမဟုတ်ဘဲဖျားခင်ရဲ့ဝိညာဉ်တော်အဖေဖျားခင်ပေါ်ပြခြင်းတဲ့အရာကိုသမီးကိုအသုံးပြုပြီးမှဖဖျားခင်ပေါ်ပြပေးနာတော်မူပါပါကျေးဇူးတင်နေသမီးတို့အချိန်တိုင်းသက်တာအလုံးစုံဖဖျားခင်လက်ဝတ်ထဲမှာအနန္တခါမှာမနည်းနဲ့တော့ကာလမပြောင်းလဲတော်မူတော့တပါးတော်တော်ကေပန်ခင်ရှလာမနဲ့စတော်စကအနန္တပါ၏အာမင်ဆိုတော့အခုချိန်ခါကခရစ်စမတ်ချိန်ခါပြတဲ့ကြောင့်မလို့ပေါ့နော်ကျွန်မခရစ်တော်ရဲ့မျိုးရိုးစင်ဆက်အကြောင်းကနေစပြီးတော့မှကျွန်မမျိုးရိုးစင်ဆက်အကြောင်းပေါ်မှာမူတည်ပြီးတော့အခြေခံပြီးသွားမှနှုတ်ပတ်တော်ဝင်ငါချင်တာဖြစ်ပါတယ်လို့ဆိုတော့ခရစ်တော်ရဲ့မျိုးရိုးစင်ဆက်စည်ရင်းကိုလေဒီကမိခင်နေဖတ်ဖို့မယ်လို့ထင်ပါယုံကြည်ပါတယ်အားလုံးဖတ်ဖို့မယ်လို့ထင်တယ်နော်ဆိုတော့မဖတ်ဖို့လို့ရှိလဲရတယ်အခုဒီနေ့ကျွန်မပြောပြီးနောက်ပိုင်းမှာပြန်လေ့လာလို့ရတယ်ဘယ်လိုဆိုတော့ကျွန်မပြောတာအားလုံးပြည့်စုံမှာမဟုတ်ဘူးအဲ့တော့မိခင်ပြန်လေ့လာပါဆိုတော့ရှမာတေခရစ်ဝင်အခန်းကြီး1အခန်းငယ်1ကနေပြီးတော့မှ16ကအားလုံးကယေရှုခရစ်ကဘယ်မျိုးရောနဲ့ဆင်းသက်လာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့မြင်နိုင်တယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီအခုIsrael မှာမဟုတ်ဘူးနော် Israel လာမှာမဟုတ်ဘူးကျမတို့ဒီနိုင်ငံမှာကဘာရဲမှာရှိတဲ့လူတွေအားလုံးကသူတို့ကတားဆိုရင်အဖေဝဲကြည့်တယ်ဒီမှာထားတော့ခလေးလေးကြောက်ဆိုရင်သူ့ရဲ့အဖေကဘာတူလဲသူ့ရဲ့အဖေရဲ့မျိုးရိုးကိုပဲတားဆက်ခံတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုပဲသခင်ရှုခရစ်မှာသခင်ရှုခရစ်တော်ရဲ့ခင်မှာလည်းအဲ့လိုပဲဆိုတော့ကျမတို့ကြားစာမှာဆိုရင်လည်းအမျိုးသမီးတွေကိုmention လုပ်ထားပါတော့အမျိုးသမီးတွေကိုပေါ်ပြထားတာအရင်နဲ့ oneness ရကောင်းတယ်နော်ဒါပေမဲ့ဒီခရစ်တော်ရဲ့ဒီမျိုးရိုးစင်ဆက်ဆွေစဉ်မျိုးဆွေဆက်စင်ရင်ထဲမှာကြည့်တယ်ဆိုရင်ကျမတို့တွေအာဗြဟံရဲ့သားဘသူလဲဘသူရဲ့သားဘသူဆိုပြီးမှဆင်းသက်သွားတယ်ဒါပေမဲ့ဝမ်းသာစရာကောင်းတာတစ်ခုကတော့ကျမတို့အမျိုးသမီး9ယောက်နာမည်ကိုသခင်ယေရှုခရစ်တော်ရဲ့မျိုးရိုးမျိုးစီနော်ဆွေစဉ်မျိုးဆက်စီးထဲမှာတွေ့နိုင်တယ်ပေါ့နော်ဆိုတော့ကျမအဲ့ဒီဟာလေးကိုအဲ့အပိုက်လေးဒီအမျိုးသမီးကျောင်းနဲ့ပတ်သက်ပြောမှတောင်းမလို့ပေါ့နော်အဲ့အပိုက်လေးကိုကျမထုတ်ပြီးမှဖက်ချင်ပါတယ်လို့ဆိုတော့ကျမတို့အားလုံးသိတယ်အာဗြဟံကနေပြီးမှအာဗြဟံရဲ့သားဣဆက်အဲ့လိုမျိုးပဲပုံမယ်ပေါ့နော်
ဘသူရဲ့သားဘသူရဲ့သားဘသူဆိုပြီးမှအဲ့လိုပြောတော့ပြင်မဲ့အခန်းကြီးအခန်းငယ်3မှာကြတော့ယူဒာဒီမိမိခင်ဘူးတာမာတွင်မြင်တော့တာဖာရတ်နဲ့ဇာရာဆိုတော့အဲ့ဒီမှာမြင်တာကျွန်တော်တို့ဗာမြင်လဲတာမာဆိုတဲ့အမျိုးသမီးတယောက်ကိုကျွန်တော်တို့မြင်နိုင်တယ်ဆိုတော့ကျွန်မကပြောခဲ့တယ်ခရစ်တော်ရဲ့ဆွေမျိုးရက်ဆက်စေရမှာဆိုရင်အမျိုးသမီး9ယောက်ကိုမြင်နိုင်တယ်လို့ပြောရပါတော့ဆိုပထမဆုံးတယောက်ကျွန်တော်တို့မြင်ရတာကတာမာဆိုတဲ့အမျိုးသမီးတာမာရဲ့ခင်မွားဘာတူလဲဆိုတော့ယူဒာလို့ကျမ်းစာထဲမှာပြောထားတယ်ဒါပေမဲ့ယူဒာကတာမာကယူဒာကတာမာရဲ့ပထမဆုံးခင်မွားကယူဒာမဟုတ်ခဲ့ဘူးတာမာဆိုတာကယူဒာရဲ့ချွေးမဖြစ်တယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြပဲတာမာအကြောင်းကိုကျွန်တော်တို့လေ့လာမယ်ဆိုရင်ကဘာဦးကျန်ခန်းကြီး38မှာကျွန်တော်တို့တွေ့နိုင်တယ်တာမာဘလို့အမျိုးသမီးလဲဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာပါတယ်ဆိုမဲ့တာမာကအရန်ကောင်းတဲ့အမျိုးသမီးဆိုရင်မထင်နဲ့သူကသူ့အကြောင်းကိုဖတ်ရှုမယ်ကျွန်တော်တို့လေ့လာမယ်ဆိုရင်အရန်သိနိုင်တယ်သူကဘယ်လိုလဲဆိုတော့သူ့ရဲ့ရခမောက်ကိုပြန်ပြီးတော့မှတစ်ဖက်လှည့်နေတော့သူ့ရခမောက်ကလည်းသူ့ကိုတစ်ဖက်လှည့်နဲ့လှုပ်ထားတဲ့ကြောင့်လို့သူကလည်းတစ်ဖက်လှည့်နဲ့ပြန်ပြီးတော့မှသူ့ရခမောက်ကိုပြန်ယူထားတဲ့အမျိုးသမီးဖြစ်တယ်ဆိုတော့ဒီအမိခင်နဲ့စဉ်းစားကြည့်ပါဦးကောင်းပါမလားလုံးဝမကောင်းဘူးနော်ကျမကတော့လုံးဝမကောင်းကျမသူ့တို့အကြောင်းတင်တော့ဆိုရင်တော့ဘာဖြစ်လဲဆိုတော့ရခမောက်ကိုပြန်ယူတယ်ရခမောက်ယူတော့ယူတာမို့သူကပြစ်တစားဟန်ဆောင်ပြီးတော့မှရခမောက်နဲ့အတူတူနေပြီးတော့မှရခမောက်ကိုယူလိုက်တယ်အဲ့တော့ရခမောက်ကလည်းသူယူလို့မရတဲ့ကြောင့်မလို့ယူတာဖြစ်တယ်ပေါ့နော်ယူတာဆိုတာကျမတို့တခင်ရှုကဘယ်မျိုးနဲ့စဉ်းတက်လာလဲယူတာမျိုးနဲ့စဉ်းတက်လာတယ်နော်ကျမတို့တကယ်ယူတာဒီယူတာကနေပြီးတော့မှဒီတာမာနဲ့သူကပြစ်တစားဆိုပြီးတော့မှမှားယုံမိရပေါ့နော်ဆိုတော့တာမာဆိုတဲ့အမျိုးသမီးကကောင်းတဲ့အမျိုးသမီးလားဆိုတော့ကျမအနေနဲ့ပြောတော့မကောင်းပေါ့နော်ဆိုတော့ဒါပထမဆုံးမျိုးသမီးတခင်ရှုရဲ့မျိုးစဉ်းဆက်ပါပေါ့နော်တွေ့ရတဲ့အမျိုးသမီးရခမောက်ကိုပြန်ပြမတစ်ဖက်လက်နဲ့ပြန်ယူတဲ့အမျိုးသမီးကြောင့်ဖြစ်တယ်။နောက်ဒုတိယအမျိုးသမီးကိုထပ်ကြည့်မယ်ဆိုရင်နောက်ဒုတိယမျိုးသမီးကတော့အပိုင်းငယ်6မှာတွေ့ရဖြစ်ပါတယ်။ဒါဝိမင်းကြီးဒီဥရိယဤခင်ပွန်းဖြစ်ဘူးတော့မိန်းမတွေမြင်တော့သားရှောလမုန်နဲ့ဆိုတော့ကျမတို့ဒါဝိမင်းကြီးကိုသိတယ်ရှောလမုန်ကိုလည်းသိတယ်။ဒါပေမဲ့တစ်ခါတည်းကျမတို့မေ့နေတတ်တာဒါရှောလမုန်ရဲ့အမေကဘာတူလဲဒါဝိရဲ့အဲ့မိမပေါ့နော်ရှောလမုန်ရတဲ့မိမဘာတူလဲဆိုတာမေ့ဒါပေမဲ့ကျမ်းစာမှာပြောထားတယ်ဥရိယဤဥရိယဤခင်ပွန်းဖြစ်ဘူးတော့မိမတဲ့နာမည်တော့မပြောထားဘူးဒါပေမဲ့ကျမတို့သိရဲ့ပေတရှိပါဆိုတော့သူကသူ့ယောက်ျားကြီးနဲ့အတူတူရှိနေတဲ့သူ့ယောက်ျားနဲ့လင်မယားဖြစ်နေတဲ့တလနဲ့တော့မှဒါဝိကသူ့ကိုခေါ်တဲ့ခါမှာသူကလည်းလိုက်သွားတယ်ဆိုတော့ကျမတို့အဲ့အမျိုးသမီးကိုကျမတို့ကဒီမျိုးသမီးကတော့အရင်စာရိတ္တကောင်းတယ်လို့ပြောနိုင်မလားကျမတို့အခုခေတ်ပေတံနဲ့တိုင်းမယ်ဆိုရင်မပြောနိုင်ဘူးနော်ဘာဖြစ်လဲဆိုတော့သူကခင်မိုးရှိတာနဲ့ဖောက်ပြန်တဲ့အမျိုးသမီးဖြစ်တယ်ဆိုတော့နောက်တစ်ယောက်ကိုကြည့်ရအောင်နောက်တစ်ယောက်ကဘာဖြစ်မလဲဆိုတော့ရုတာဖြစ်တယ်ရုတာဆိုတော့မသိလားမသိဘူးရုတာဆိုတာကကျမတို့မသိနိုင်လေဆိုတော့ရှမတဲ့ခရင်ဝေခန်းကြီးတဲ့အခန်းငယ်ခဏလေးတော့ပြောတော့အခန်းငယ်9မှာတွေ့နိုင်တယ်ဆိုတော့ဆာလမုန်ဒီမိမိရာခတ်တွေမြင်တော့တာဘောစာ sorry နောက်တစ်ခါကျတော့ရာခတ်ဖြစ်တယ်ရာခတ်ဆိုလည်းကျမတို့သိတယ်သူကပြစ်ဒစာဖြစ်တယ်နော်ပြစ်ဒစာဖြစ်တယ်ဆိုတော့ရာခတ်3ယောက်ရှိပြီဆိုတော့နောက်ဆုံးတစ်ယောက်ကရူတာတော့ကျမတို့သိတယ်သူကတပါးအမျိုးသမီးဆိုတော့ကျမဒီမှာ9ယောက်ရှိတယ်ကျမပြောလိုက်တဲ့4ယောက်မှာသူတို့တွေကဇာရိတမကောင်းကြဘူးသူတို့ရဲ့အကျင့်တွေမကောင်းကြဘူးဒါပေမဲ့စဉ်းစားတဲ့ရှင်နော်နှုတ်ကပတ်တော်မှာကောင်းတဲ့အမျိုးသမီးအများကြီးရှိတဲ့သားနဲ့ဘာကြောင့်ကျမကဒီနေ့ပေါ့နော်မိခင်တွေမှာဘာလို့ဒီဆိုးတဲ့အမျိုးသမီးတွေကိုပဲပြောပြနေတာလဲဆိုပြီးတော့မှမိခင်တွေစဉ်းစားမယ်ဒါပေမဲ့ကျမအဓိကပြောချင်တာဖျားခင်ချစ်ချင်းမြတ်တာကိုပြောချင်တာဖြစ်တယ်ဆိုတော့ကျမတို့လူအနေနဲ့တွေ့လိုက်တော့ဒီမိန်းမကတော့ဒီလိုလုပ်ထားတယ်သွားလိုက်တော့ဘေးဖယ်ထားမယ်ကျမတို့တွေဒါပေမဲ့ဖျားခင်ကဘယ်တော့မှအလုံးမဟုတ်ဘူးသူရဲ့ချစ်ချင်းမြတ်တာထူးခြားတယ်ကျမတို့တကယ်ကယ်တင်ရှင်ခရစ်တော်တည်ဖို့ကယ်တင်ရှင်တည်ဖို့တော့ခရစ်တော်ကအဲ့ဒီမိန်းမတွေကနေပြီးတော့မှကျမတို့တွေလူရဲ့ဒီပေတံနဲ့တိုင်းလိုက်လို့လုံးဝအကျဉ်းစာရတာမကောင်းဘူးဆိုတော့အဲ့ဒီအမျိုးသမီးတွေကနေဆင်းသက်လာတယ်လို့ဖြစ်တယ်အဲ့တော့ကျမဒီနေ့ပြောပြချင်တာကဘာလဲကျမတို့အမျိုးသမီးတွေကျမ
ကျမတို့အတိတ်တွေဘယ်လိုဖြစ်ခဲ့လဲဆိုတော့ဖျားခင်မသိဘူးဒါပေမဲ့ဖျားခင်ကကောင်းတဲ့သူမှတုံးနိုင်တဲ့ဖျားမဟုတ်ဘူးမကောင်းတဲ့သူစိုးသွမ်းနေစီဘယ်လိုမျိုးဖြစ်နေစီအဲ့ဒီအရာဖျားခင်ကပြောင်းပြန်နိုင်တာဖြစ်တယ်အားကြောင့်မလို့ဒီခရစ်တော်ရဲ့တမိုင်းကိုဒီခရစ်တော်ရဲ့ဒီ new system ကိုကြည့်မယ်ဆိုရင်ဒီအမျိုးသမီး၄ယောက်ကိုလည်းကျမတို့လုံးဝမိထားလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့တမန်ကျမ်းစာကနေပြီးပြောပြထားဖြစ်တယ်။သူတို့ရဲ့အကြောင်းကိုလည်းဒီမှာရှင်းမိခင်တွေကိုပေါ့နော်အားပေးခြင်းနဲ့လင့်လာကြည့်ပါ။သူတို့တွေဘယ်လိုမျိုးသူတို့တက်တာရဲ့ဘယ်လိုဟောဖြစ်ခဲ့လဲ။ဒါပေမဲ့ဖျားခင်တုံးတဲ့ခါမှာသူတို့တွေကပြောင်းပြန်ဖြစ်ပြီးမှဒီနေ့ကျမတို့ရဲ့အသက်ကိုကယ်တင်တဲ့သခင်ယေရှုခရစ်တော်ရဲ့မျိုးရစင်ဆက်နော်တခင်ရှုစင်တက်လာတဲ့မျိုးရိုးမှာသူတို့ကအခိုင်အမာနေရာယူထားဖြစ်တယ်။ဘာဖြစ်လို့ဆိုတခြားအမျိုးသမီးတွေကိုမပြောထားဘူး။အာဗြဟံနဲ့ဆာရာကျမတို့ဆာရာကိုသိတယ်။ဆာရာကလေဖျားခင်ကနေပြီးမှဆာရာကိုကောင်းချီးပေးထားတယ်။သူ့ရဲ့ဂတိတော်တွေပေးထားတယ်။ဒါပေမဲ့ဆာရာရဲ့နာမည်ကဒီမျိုးရစင်ဆက်မှာmention မလုပ်ထားဘူး။ဘာဖြစ်လို့လဲဆိုတော့အတိတ်ကသိချင်တာကသိစေချင်တာကဖျားခင်ကဘယ်လိုလူမျိုးကိုမဆိုအသုံးပြုနိုင်တယ်အသုံးချနိုင်တာဖြစ်တယ်အဲ့တော့ဒီနေ့ကျမရဲ့ message ကဘာလဲမိခင်တွေအတွက်ကျမတို့တွေအရင်ကအတိတ်ကဘာဖြစ်ခဲ့လဲဆိုဘယ်သူမှဟုတ်ပြီလူရောက်သိချင်ပဲဘုရားကမသိဘူးဘုရားကမသိချင်ဘူးအကုန်လုံးဖုံးထားပြီးသွားပြီဒါပေမဲ့ဘုရားကဘာသိချင်လဲတေးအရှိမဘာဆက်လုပ်လဲအခုကျမတို့မရှိမိခင်တွေဆိုတော့ခလေးရှိမမိခင်တို့ကျမကမခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမကအဲ့ဒီမိခင်စိတ်ကိုကျမတို့အမျိုးသမီးတိုင်းအားလုံးမှာမိခင်စိတ်ရှိတယ်ဆိုပြီးတော့လူတိုင်းပြောတယ်ဘာလို့ဆိုခရီးဆိုင်ချင်တယ်ကျွေးမွေးချင်တယ်အားဟာမိခင်စိတ်ဖြစ်တယ်ခလေးရှိမငါကိုယ်တိုင်မွေးထားတဲ့ခလေးရှိမငါမိခင်ဖြစ်တယ်ဆိုပြီးတော့မတွေးချင်ဘူးဘာဖြစ်လို့ဆိုတော့ကျမမှာတူ၄ယောက်ရှိတယ်ဆိုတော့ဒုတိယတူဆိုရင်သူမွေးခရတယ်ကျမပြုစုဆောင်ရှာလာဆိုတော့ကျမမိခင်စိတ်ကိုအရင်နားလေသူ့ကိုဘယ်လိုဖြစ်စေချင်တယ်နော်မမိခင်တွေဆိုလဲနော်တာသမီးတို့အရင်တော်စေချင်တယ်သူတစ်ပါးတစ်ရှင်အရင်ကိုတာလွန်စေချင်တယ်ဒါပေမဲ့ဒီမှာရှိတဲ့မိခင်တွေကိုနော်တတိပေးချင်တာကအဲ့ဒီအရာထက်အရေးကြီးတဲ့ဟာကသခင်ရှုခရစ်ဖြစ်တယ်မိခင်တွေကပွေးထုတ်ပေးတဲ့မော်ဂျေဆုအရင်ကြီးမားလာတယ်ဒါပေမဲ့မိခင်တွေအသက်တာမှာတာသမီးတွေကိုသခင်ရှုထည့်ပေးထားသွားလိမ့်လားအဲ့ဟာကအရင်အရေးကြီးတာဖြစ်တယ်ကျမရဲ့ဖခင်ကမြုံကြည့်သူဖြစ်တယ်ဒါပေမဲ့ကျမအဲ့တော့ကျမဆူတောင်းနေရဖခရစ်တော်အကြောင်းကိုပြောဖို့တက်တယ်ကျမအခုတကယ်ပဲလှုပ်ဆောင်ရဖြစ်တယ်ပေါ့နော်ဒါပေမဲ့မြုံကြည့်သူဖြစ်တယ်ဒါပေမဲ့ကျမမိခင်ကတော့ယုံကြည်သူဖြစ်တယ်ကျမမိခင်ရဲ့မိခင်ဖခင်တော့ကျမအဖို့ဖကလည်းယုံကြည်သူဖြစ်တယ်ဒါပေမဲ့ကျမကကျေးဇူးတော်ခံစားရတာဘာလဲဆိုတော့ကျမရဲ့အဖွားနဲ့ကျမအနိကနေရတယ်ဆိုတော့ကျမမိခင်မြတ်တာအဖွားစီရမယ်ပို့ပြောမှကျမရတယ်အရင်နီးရင်းနေတယ်ဆိုတော့အဖွားစီရတယ်ကျမဘာအမွေရလဲအဖွားမရှိတော့ဘူးကျမငယ်လေးမှာပဲ pass away နော်ဆုံးပါသွားဖြစ်တော့ညာလဲအဖွားစီရကျမဘာအမွေရခဲ့တယ်လို့ကျမပြောလို့ဆိုကျမအခုချိန်မှာကျမရေးပြောတယ်ကျမခရစ်တော်ရခဲ့တဲ့အဖွားစီရတယ်နော်ဆိုတော့ဒီမှာရှိတဲ့မိခင်တွေရောမိခင်ဆိုတဲ့တားသမီးမဟုတ်ဘူးတူမရဲ့ရှိလဲရတယ်ဒါမှမဟုတ်စင်လေဒီတားသမီးအရွယ်ရှိတယ်ဆိုလဲရတယ်သူတို့တွေအတွက်မိခင်တွေဘာပေးထားလဲပညာတွေပေးထားတယ်အရင်ကောင်းတယ်ကျမတို့တွေဒီဖခင်ပေါ့နော်မိသားစုတွေမိခင်တွေအထူးသဖြင့်ပေါ့နော်မိသားစုမိဘတွေကတားသမီးတွေကိုအကောင်းစားပေးချင်ကြတယ်ကျမအဲ့ဒါဘာကိုပြချင်လဲဆိုကျမ်းစာမှာသူဥပမာဆိုရင်ယာကုပ်ဆိုရင်သူကဘသူ့ကိုအချစ်ဆုံးလဲဆိုတော့မတို့တည်ဆုံးမဲ့ဣဆက်ကိုအချစ်ဆုံးဖြစ်တယ်အဲ့တော့သူဘယ်လိုလုပ်လဲအယောင်သွေးဆုံတဲ့ဝတ်လုံကိုဣဆက်ကိုသူပေးခဲ့တယ်မိခင်ဆိုအဖခင်ဆိုတော့မိဘဆိုတော့အကောင်းဆုံးတွေကိုပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီအယောင်သွေးဆုံတဲ့ဝတ်ဆုံကြောင့်ပဲသူ့ရဲ့ညီအကိုလေးရဲ့မုံတီးချင်းကိုမနာလိုချင်းကိုဣဆက်မခံရဘူးလားခံရပြီးတော့မှသူ့ကိုဂျုံဖြစ်တော့ရောင်းစားခံရတယ်နောက်ပိုင်းကတော့ဘုရားရဲ့ plan ဖြစ်တယ်ဟုတ်ပြီအဲ့ဒီလိုမျိုးပဲမိဘတွေကတော့အကောင်းဆုံးကိုတာပြီးလိုက်တယ်ဒါပေမဲ့မမေ့ပါနဲ့အဲ့ဒီအကောင်းဆုံးကနေကိုတာမျိုးပြန်ပြီးမှဒုက္ခရောက်စေတာဖြစ်တယ်အဲ့ဒီပဲကျမတို့ဒီညီမနိုင်ငံမှာတော့အချမ်းသာဆုံးတစ်ခေတ်ကြောက်ရှင်နော်အဲ့ဒါတကယ်ဖြစ်ရနိုင်ဆိုတော့ကျမကတခြားအဲ့အတိတ်ကပြောပြတာကြားရတာဖြစ်တယ်အဲ့တစ်ခေတ်ကအရင်ချမ်းသာတဲ့ကြောင့်မလို့သူ့သားကိုတင်းတောင်းကြော်တဲ့ပြိုင်ကားတစ်စီးဝယ်ပေးတယ်ဆိုတော့လူငယ်เจ้าမှာတော့ပြိုင်ကားကတော့အကောင်းဆုံးပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့သူ့သားကတော့အရင်ပျော်တယ်ဒါပေမဲ့သူပေးလိုက်တဲ့အကောင်းဆုံးဆိုတဲ့လက်ဆောင်ကြောင့်မလို့အဲ့ဒီကားလေးသူဆုံးရှုံးသွားတယ်သူ့ရဲ့အဖို့တန်တဲ့သားလေးလည်းဆုံးပါသွားတယ်ဆိုတော့ကျမတို့လူအနေနဲ့ကတော့အကောင်းဆုံးပေးချင်ကြတယ်အကောင်းဆုံးပေးကြတယ်ဒါပေမဲ့မမေ့ဖို့ကတော့ကျမတို့ဖ
တကယ်အကောင်းကအကောင်းဆုံးကကျမတို့ရဲ့ယေရှုခရစ်တော်ဖြစ်တယ်သူတို့ရဲ့အသက်တာမှာတိုင်းမိခင်တွေရပါတော့ယေရှုကိုလာထည့်ပေးလိုက်ပြီးယေရှုဆိုတဲ့မျိုးစိလေးကိုထည့်ပေးလိုက်ရမယ်ဆိုရင်တော့တင်ချတဲ့နောက်တစ်ချိန်မှာအဲ့ဒီမျိုးစိကအပင်ပေါက်ပြီးတော့မှအပွင့်တွေဖြာမယ်အသီးတွေတီးပြီးတော့မှသူတစ်ပါးတော့ကိုကောင်းကြီးမင်္ဂလာရစေတဲ့တာသမီတွေဖြစ်မှာဖြစ်တယ်အားကြောင့်မလို့ပေါ့နော်ဒီနှုတ်ကပတ်တော်နဲ့မိခင်တွေကိုခွန်အားပေးခြင်းတဲ့တကယ်ပဲလူညံနဲ့အကောင်းဆုံးရမပေးပါနဲ့ဒါပေမဲ့ဘုရားခင်ကျမတို့အကောင်းဆုံးပေးထားတယ်အဲ့အကောင်းဆုံးပါလေသခင်ယေရှုခရစ်တော်ဖြစ်တယ်အဲ့သခင်ယေရှုခရစ်ကိုသာမိတို့ရဲ့တာသမီတွေရဲ့တတ်တာမှာပေါ့နော်မျိုးစီကျေပြည့်အတွက်ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးပြီးမှတိုက်တွန်းချင်တာဖြစ်ပါတယ်အရောက်စီတမဘုရားရှင်ကိုင်းကောင်းချီးပေးပါစေ